ကျွန်တော်ကိုစပိန်စီးတာနဲ့ပတ်သက်ပြီးတော့မှမေးထားတဲ့မေးခွန်းတချို့ကိုပြန်ဖြေပေးမယ်ပထမဆုံးတစ်ခုကစပိန်စီးရင်ဝိတ်ကြနိုင်လားမကြနိုင်ဘူးကျွန်တော်တို့ဝိတ်ကြစေမယ်အစီကြစေမယ်လေ့ကျင့်ခန်းဆိုတာတခုမှမရှိဘူးအစီကြချင်တယ်ဝိတ်ကြချင်တယ်ဆိုရင်အစားပိုင်းကိုထိမ့်မှ calorie deficit ဖြစ်မှကျွန်တော်တို့အစီကြမယ်အကယ်လို့ဒါအစားပိုင်းမှာမထိမ့်ဘူးဆိုရင်စပိန်ဘလို့ပဲစီစီဘလို့ပဲပြေးကျွန်တော်တို့ကကြမှာမဟုတ်ဘူးနံပါတ်2ကစပိန်စီးရင်ပေါင်တုပ်လားဆိုတာမတုပ်ဘူးအကယ်လို့မိတ်ဆွေတို့ကကျွန်တော်တို့ပဲမွေးကတဲ့ကဖဲရှိတ် body ပိုင်းရှင်မျိုးအောက်ပိုင်းတုပ်တဲ့လူမျိုးပေါင်တုပ်တဲ့ခြေလုံးတုပ်တဲ့ဆိုရင်ငကိုတွေကတုပ်နေမှာပဲစပိန်စီးလို့တုပ်လာတာမဟုတ်ဘူးစပိန်စီးတာဒီကျွန်တော်တို့ရဲ့ပေါင်ကြွက်သားခြေလုံးကြွက်သားကိုပို့ပြီးတော့မှတန်မာစီတယ်ကြစ်လစ်စီတယ်စပိန်စီးတာကလွယ်ကူတဲ့ကာဒီယိုလေ့ကျင့်ခန်းလားဟုတ်တယ်ကျွန်တော်တို့ဒူးနဲ့အစစ်ကိုဖိအားအတက်ရောက်မှုအ ਨੇ ဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ရေရှည်လောက်သွားနိုင်တဲ့လေ့ကျင့်ခန်းမျိုးဖြစ်တယ်နောက်တစ်ခုကစပိန်စီးတာနဲ့ပြီးတာနဲ့ဘယ်ဟာကဝိတ်ကြမြန်လဲဘယ်ဟာကဝိတ်ကြမြန်လဲဆိုတာလောင်ကျွမ်းတဲ့ calorie ပေါ်မှာမူတည်မယ်အဲ့တော့ကျွန်တော်တို့သုံးတဲ့ intensity ပေါ်မှာလည်းမူတည်တယ်ပြေးတဲ့အချိန်မှာဘယ်လောက် intensity သုံးမှပြေးတာလဲစပိန်စီးတဲ့အခါမှာဘယ်လောက် intensity သုံးမှစီးတာလဲအကယ်လို့ဒါဒီနှစ်ခုကလောင်ကျွမ်းတဲ့ calorie ချင်းတူနေတယ်ဆိုလို့ရှိရင်ရလကအတူတူပဲနောက်တစ်ခုကစပိန်စီးပြီးချွေးတွေကပြင်နေတယ်စပင်ကလည်းအစီပြင်နေတော့တဲ့အရေးတကြီးအပြင်ထွက်ရဖို့လိုနေတဲ့အခါမှာရှော့ဖို့အချိန်လည်းမရှိဘူးဆိုရင်တဲ့အမကဘယ်လိုဖြည့်ရှင်းတာလဲတဲ့ကျွန်တော်ကတော့ဒီ Blingo က dry shampoo ကိုသုံးတယ်သူရဲ့3ပုံ3နည်းကအသေးစိတ်ကဒီနားလေးမှာမြန်မာလိုရေးထားပေးတယ်ဒါလေးကိုဒီစပင်ရဲ့ဒီအရင်မှာဖြန်းပြီးတော့မှသူ့ massage လေးခဏလေးလုပ်ပေးလိုက်တယ်လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီခေါင်းပြီးသုံးပြီးတော့မှပုံစံသွင်းလို့ရတယ်ကျွန်တော်ကလက်နဲ့ပုံစံသွင်းလိုက်ရင်စပင်ကဒီပြားရာကနေမှတူကလေးကတက်လာတယ်အရေးကြီးတဲ့အခါကျလို့ရှိရင်ဒီ dry shampoo လေးကကျွန်တော်ရဲ့ keratin ရှင်လေးပဲဝယ်လို့ရတဲ့ link ကိုလည်း comment မှာချထားပေးမယ်နောက်တစ်ခုကစပိန်စီးရင်ဒူးနာစီလားတဲ့ပုံမှန်ဆိုရင်မနာဘူးဒါပေမဲ့ကျွန်တော်တို့စီးနေတဲ့စပိန်ရဲ့ site ကကိုနဲ့ကိုက်မကိုက်ဖင်ထိုင်ခုံအနှိမ့်အမြင့်ကကိုနဲ့ကိုက်မကိုက်နောက်ပြီးနင်းတဲ့ပုံစံကမန်လေ့ကျင့်တာကအရင်များမများပုံမှာမူတည်ပြီးတော့မှဒူးနာမနာဆိုတာဆုံးဖြတ်သွားလိမ့်မယ်စပိန်ကိုနေ့တိုင်းစီးလို့ရလားတဲ့ yes စီးလို့ရတယ်ဒါပေမဲ့ပေါ့ပါစီးတဲ့ရက်တွေကိုလည်းစီစဉ်ပေးရမယ်နောက်ဆုံးတစ်ခုကဝါတဲ့သူတွေကိုလေ့ကျင့်အရင်များတဲ့သူတွေကတဲ့စပိန်စီးတာနဲ့တင့်တော်လားဆိုတော့အရင်ကိုတင့်တော်ပါတယ်သူဒါကဒူးနဲ့ခြေချင်းဝတ်ကိုဖိအားတက်ရောက်မှုအ ਨੇ ဆုံးတော့လေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်မလို့ရေရှည်နင်းသွားလို့ရတယ်